ပတ်စံနေဘယ်ကရနေပါတလဲအဲ့ဒီအဖြေကိုလူတော်တော်များများကတိတိကျကျမဖြေနိုင်ကြပါဘူးပတ်စံနေဘယ်ရနေတယ်မဖြေနိုင်ကြပါဘူးဒီနေ့တော့ကျွန်တော်အကောင်းဆုံးဖြေတွေကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာသိပြီဆိုလို့ရှိရင်ကိုယ့်ဘဝမှာပတ်စံတွေကိုအများကြီးရအောင်နိုင်အောင်စူးစမ်းနိုင်မှာဖြစ်ပါတယ်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲတော်တော်ငယ်ငယ်တုန်းကတော့စဉ်းစားကြရမလို့ဘုရားပတ်စံဘယ်ရလဲစဉ်းစားကြရမလို့ထမင်းဘယ်ရလဲဆန်အိုးတွေကရတယ်ကျောင်းသွားတက်မယ်ဆိုလို့ရှိရင်လည်းကိုမိဘအကြောင်းလာကကျောင်းအခါအကုန်လုံးပေးလိုက်ပြီအဲ့တော့မသိခဲ့ဘူးเนาะအသက်တွေအခုကြီးလာတဲ့ခါမှာကျွန်တော်တရေးစဉ်းစားရတယ်အော်ငါအဖေနဲ့မိကဒီပတ်စံတွေငါတို့စားဖို့တောက်ဖို့သွားဖို့လာဖို့တွေပတ်စံတွေရဖို့အတွက်သူတို့စူးစမ်းကြရတာပဲနောက်တော့ကျွန်တော်တွေးတတ်လာတယ်စဉ်းစားတတ်လာတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကပတ်စံတွေဘယ်ကရနေပါတလဲအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေရောကျွန်တော်လူငယ်တွေရောစဉ်းစားလို့ရရင် comment မှာတစ်ချက်တော့ရေးပေးပါဦးပတ်စံတွေဘယ်ကရနေလဲဟုတ်ပြီကျွန်တော်တို့ကပတ်စံတွေက3နေရာကနေရနေပါတယ်ဘယ်သူပဲဖြစ်ဖြစ်နော်3နေရာနေရနေပါတယ်နံပါတ်1တနေရာကတော့ကျွန်တော်တို့ပါလဲဆိုတော့ and money ကိုရှာဖွေလိုက်တဲ့နော်နေရောညရောစူးစမ်းပြီးတော့မှရှာဖွေလိုက်တဲ့နေရာတွေကနေပြီးတော့မှကျွန်တော်တို့ရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့လူတိုင်းသိထားတဲ့လူတိုင်းအများမြင်တဲ့အရာပါကျွန်တော်ဆိုလို့ရှိရင်လည်းစာရီတင်တယ်အရင်တော့ကဆိုလို့ရှိရင် guide တွေလိုက်တယ်အဲ့ဒီနေရာတွေကနေပြီးကျွန်တော်ဘာလုပ်လဲဆိုတော့ပတ်စံတွေရတယ်ဒါကိုကျွန်တော်တို့က and money လို့ခေါ်ပါတယ်လူအများစုကဒါပဲမြင်ကြတာ okay နောက်ထပ်တနေရာကတော့ကျွန်တော်တို့ဘာလဲဆိုတော့ passive income ကိုပါဝင်စရာမလိုဘဲနဲ့လုပ်ငန်းတွေကသူ့အလိုလိုလဲပတ်ဒါမှမဟုတ်ငွေရှာတဲ့အရာတွေကသူ့အတူ system စနစ်တကျလဲပတ်နေရင်းနဲ့ကိုအိတ်ထောင်ထဲကိုဝင်လာတာဒီကျွန်တော်တို့က passive income လို့ခေါ်ပါတယ်ဟာတချို့တွေကပြောတယ် passive income ကိုယုံကြည်မရှိဘူးဘာညာဒါမျိုးတွေကျွန်တော်ပြောကျွန်တော်တို့အယုံကြည် 100% ရှိပါတယ် passive income လုပ်ယူလို့ရပါတယ်ထားပါတော့ကျွန်တော်ကြည့်လေနော်အခုဆိုလို့ရှိရင်ကျွန်တော်ဒီလုပ်ငန်းတွေလုပ်နေတယ်ထိုင်းလန်မှာ business တွေ run နေတယ်အဲ့တော့ကျွန်တော်ပါဝင်ရတဲ့နေရာတွေကတော်တော်နည်းတယ်တချို့လုပ်ငန်းတွေဆိုရင်ပါစရာတော့မလိုဘူးထားပါတော့ကျွန်တော်ပြောမယ် why invest လို့ဟာမျိုး why invest လို့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်ဝန်ထမ်းတွေကသူတို့ seminar တွေလုပ်ကြသူတို့ service တွေပေးကြဈေးတွေရောင်းကြလောက်ကိုရင်ကျွန်တော်အဲ့ထောင်ထဲပတ်စံဝင်လာတာဒါကိုကျွန်တော်တို့ passive income လို့ခေါ်တယ်ဒါ2နေရာမြောက်2နေရာပါနံပါတ်3နေရာတော့ကျွန်တော်တို့ဘာခေါ်လဲဆိုတော့portfolio income လို့ခေါ်ပါတယ်ကျွန်တော်တို့က stock တွေเนาะ ETF တွေ bonds တွေ portfolio စောက်ပြီးတော့မှဝယ်ထားလိုက်တဲ့အခါမှာအဲ့ဒီနေရာကနေပြီးတော့မှကျွန်တော်တို့ဝင်ငွေတွေဝင်နေတာဖြစ်ပါတယ်ဒါကိုခေါ်တာတော့ portfolio income လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ကငွေတွေရနေတဲ့နေရာ3နေရာကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ convert လုပ်ရမှာဘယ်နေရာနဲ့ဘယ်နေရာကို convert လုပ်မှာလဲဆိုတော့ကိုယ့်ရဲ့ earning income လို့ခေါ်တဲ့ကိုနေ့စဉ်နဲ့မျှဝင်နေတဲ့ကိုပါဝင်လို့ရလို့ဝင်နေတဲ့ငွေတွေကိုကျွန်တော်တို့ကဘယ်အဖြစ်ပြောင်းလဲရမှာလဲဆိုတော့ passive income ရဖို့နဲ့ portfolio income ရဖို့ပြောင်းလဲပြရမှာတချို့လူတွေကearning income နော်ကိုယ်တိုင်ပါဝင်ပြီးရှာလို့ရတဲ့နေရာတွေမှာရက်သွားကြတာအဲ့တော့ကိုတကယ်မရှာနိုင်တော့တဲ့အချိန်ရောက်တော့သွားရောတိုင်နေပတ်ကုန်ဒါကြောင့်မလို့ကျွန်တော်တို့ကပြောင်းလဲဖို့လိုတယ်လို့ပြောတာဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရလာတဲ့ငွေတွေကိုရှာလို့ရလိုက်တဲ့ငွေတွေကိုဘာလို့ရမှာလဲဆိုတော့ passive income ရအောင်စူးစမ်းရမှာစီးပွားရေးတစ်ခုထူထောင်လိုက်တာမျိုးဒါမှမဟုတ်အိမ်ဝယ်လိုက်တာမျိုးမြေဝယ်လိုက်တာမျိုးဘာဖြစ်လဲဆိုတော့အဲ့ဒီကိုပါကြမလို့ပဲနဲ့ငွေတွေကဝင်နေမှာလေအဲ့ဒါအဲ့တော့လုပ်ဖို့လိုတယ်နံပါတ်1ကတော့ကျွန်တော်ဘာလုပ်ဖို့လိုဆိုတော့ခုနပြောတဲ့ကိုရထားတဲ့ငွေတွေကို portfolio တစ်ခုစောက်ပြီးတော့မှယင်းနှိမ့်မြုံနှံမှုတွေကျွန်တော်တို့လုပ်ဖို့လိုတာ portfolio စောက်ပြီးတော့မှနောက် stock တွေဝယ်မယ် ADF တွေဝယ်မယ်အိမ်ချမ်းမြေတွေဝယ်မယ်ရွှေတွေဝယ်ထားမယ်ဒါ portfolio တွေနဲ့စောက်ပြီးဝယ်ထားမယ်ဒါဆိုလို့ရှိရင်တော့ကိုကခုန earn income ကနေပြီးတော့မှ passive income နဲ့ portfolio income ရှာနိုင်တာဖြစ်တဲ့အတွက်အခြေတစ်ခုရောက်တဲ့အခါမှာချမ်းသာကြွယ်ဝမှုတွေကိုမဖြစ်မနေရပါလိမ့်မယ်ဒီအကြောင်းတွေပို့ပြီးတော့မှအသေးစိတ်သိချင်တဲ့ solution တော့လာမယ့်ဇွန်လ22ရက်နေ့မှာကျွန်တော်ရဲ့ SIM သင်တန်း batch 3ရှိတယ်အဲ့မှာကျွန်တော်အသေးစိတ်ကုန်တင်မယ်တစ်ခုလေးလိုက်နိုင်မယ်လို့ထင်ပါတယ်ကိုယ့်တစ်ခုလေးလိုက်နိုင်တဲ့ solution တော့comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုဆုံးဖြောင်းကြည့်ပြတဲ့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါငါရှိတော့နေနေဖြစ်ပါစေ